ဆိုတော့ဒီဆိုင်မှာကတော့သူတို့ဒီမှာတင်ထားတဲ့ Spider-Man ရဲ့ဝတ်စုံတွေပြီးတော့ဒီ Green Goblin ရဲ့မျက်နှာဖုံးတွေအကုန်လုံးကတကယ်ရုပ်ရှင်ရိုက်တဲ့အချိန်မှာတကယ်သုံးထားတဲ့ collection တွေကိုသူတို့ဒီဆိုင်ထဲမှာထည့်ထားတာပေါ့နော်မော်နီမှာဒီနေ့ကတော့ဒီပါနေပြီးတော့ဒီရောင်စံမျိုးကိုသွားမှာဖြစ်ပါတယ်။ဒီရောင်ကပြစ်တက်မှာရှိရပေါ့နော်။ shopping လုပ်လို့အရန်ကောင်းတယ်လုံးချရအရန်များရပေါ့နော်။ဆိုတော့အခုသိနေစီသွားမှာ6နာရီဆက်လို့ဆိုတော့ကျွန်တော်တို့6နာရီ14လီယွန်ဒီပေါ်မှာဖြစ်ပါတယ်။ဘာတော့ကျွန်တော်တို့အခု station မှာပဲဖြစ်ပါတယ်။ coffee လေးတစ်ခွက်နဲ့မနက်အခု9နာရီ6နာရီဆိုတော့ coffee လေးတစ်ခွက်နဲ့မှပဲအဆင်ပြေတော့မယ်။ညတောင်းနဲ့မတိုးပါနဲ့ချစ်တဲ့ကြည်လေးနဲ့ကြည်ပါလက်ခင်းပြင်းနေတဲ့အရန်ကိုလှပနေပါတယ်။သိရင် Windows အရင်တော့ကွန်ပျူတာပေါ်က wallpaper ကောင်းလေးတွေနဲ့အဲ့လိုမျိုးခီးခွက်ရတဲ့အားတာချက်ကဘာလဲဆိုတော့သူတို့တွေကဘာမှတည်ကြမလို့ယောက်ျားလေးတွေကတည်ပြီးတော့သူတို့တွေကအေးဆေးပဲလိုက်ရုံပဲအကြည့်ရတယ်လက်မှတ်ကန်ရတယ်မှန်လားမမှန်လားစဉ်းစားရတယ်လုပ်ပြီးထားရတယ်လက်ပုံထားရသေးတယ်โอเคလှသေးတယ်ဟုတ်တယ်မှန်တယ်အခုကျွန်တော်တို့ထားပေါ်ကနေဆင်းလာပါပြီအခုကအဲ့ဟို church ကျောင်းအကြီးစီကိုသွားနေတာဘလို့သွားမှလည်းအရင်ပြောဟာအေးရဟာနေရောင်အောင်လှပနေတော့ကောင်းမလေးရဘာလို့လဲဟေးဝေးရပါပြီကဲအခုကတော့ပြထားမဟုတ်တဲ့ပါရီကူစီးရဲပြီးတော့တောင်ပေါ်တက်သွားမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဒီ church အကြောင်းကိုသွားဖို့အတွက်ပေါ့နော်ကျွန်တော်တို့ပါရီကူလာနဲ့အပေါ်တက်ရပါတယ်ခင်ဗျာကျွန်တော်တို့ F2C ပြီးတော့အောက်ကနေတန်းထွက်လာတာ ਨੇ ချက်ချင်းအရှိမရောက်နေရပဲဆိုတော့ကျွန်တော်တို့အထဲလေးတစ်ချက်လောက်တော့ကြည့်လိုက်အောင်ဗျာဆိုတော့ကျွန်တော်တို့ရောက်လာတဲ့ဒီ church ကျောင်းကသူက1882ခုနှစ်မှာစပြီးတော့တည်ဆောက်ထားတာပေါ့နော်ဆိုတော့ပြည်သက်တွေမြင်တဲ့အတိုင်းပါပဲသူတို့အထဲထဲမှာရှိတဲ့ဒီရုပ်ထုတွေဒီ decoration တွေအကုန်လုံးကအရန်ကိုလှပပြီးတော့အရန်ကိုတက်ရက်ပါတယ်ပေါ့နော်ဆိုတော့အဲ့ခုန church ကနေပြီးပြန်ထွက်လာပြီ Bonjour church ဘေးနာမုတ်ဆိုင်လေးဖြစ်ပါတယ် chocolate တွေကဝယ်ခြင်းစရာလေးဒီ strawberry chocolate လေးကိုပို့ပြီးတော့ဝယ်ခြင်းတယ်ဝယ်ကြမလို့ပါဘူးအဲ့ပါပကြီးဆွဲရWow. Wow. ဒီဟာကတကြားလုံးဆိုင်လား။ကဲတကြားလုံးဆိုင်ကထူးဆန်းနေပါလား။
ဖြစ်တယ်တရားလုံးတစ်လုံးယူလာဟာစိုးတယ်ကွာငါနှလုံးယူလာတမျိုးမတင်ပါနဲ့ဗျာအစမ်းကျွေးတဲ့တရားလေးယူလာတာပါပြီးခဲ့အကြိုက်ဆုံးနေတွေ့နေပြီ the max ပြီးတော့ဒီမှာ Spider-Man ပြမယ်ဒီထဲကအမှအကြိုက်အဲ့လိုရက်နေရပါဆိုတော့ဒီဆိုင်မှာကတော့သူတို့ဒီမှာတင်ထားတဲ့ Spider-Man ရဲ့ဝတ်စုံတွေပြီးတော့ဒီ Green Goblin ရဲ့မျက်နှာဖုံးတွေအကုန်လုံးကတကယ်ရုပ်ရှင်ရိုက်တဲ့အချိန်မှာတကယ်သုံးထားတဲ့ collection တွေကိုသူတို့ဒီဆိုင်ထဲမှာထည့်ထားတာပေါ့နော်ကဲဆိုတော့ဒီဗီဒီယိုလဲ9မိနစ်လောက်ရှိပြီဆိုတော့ကျွန်တော်တို့နောက်အပိုင်းတွေမှာကျွန်တော်နောက်ဗီဒီယိုတွေမှာဆက်ပြီးတင်ဆက်ပေးပါမယ်ကြည့်ရှုသူတယောက်ချင်းစီကိုကျေးဇူးတင်ပါတယ်နောက်မှတွေ့ပါမယ် bye bye